Okay ဒီစင်းလေးမှာတော့ထွေထွေကုန်ကျစရိတ်တွေပြီးတော့ရရန်ရှိတဲ့စည်ရင်းတွေပေးရန်ရှိတဲ့စည်ရင်းတွေကိုဘယ်လိုစီမံရမလဲဆိုတာကိုရှင်းပြပေးပါမယ်ခင်ဗျာပြီးတော့ဒီ software မှာရှိတဲ့ဒီရောင်းရ dashboard တွေဒီရောင်းရ dashboard တွေကြီးနီးတွေကိုလည်းရှင်းပြပေးပါမယ်အမြတ်တွေကြီးနီးဒါကုန်ကျစရိတ်အသေးစိတ်ကြီးနီးကိုလည်းရှင်းပြပေးပါမယ်ခင်ဗျာဟုတ်ပါပြီဒါဆိုရင်ထွေထွေကုန်ကျစရိတ်တွေထည့်ဖို့အတွက်ဆိုရင်ကျွန်တော်ကဒီမှာထွေထွေကုန်ကျစရိတ်ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်ပါပြီးတော့ရင်အတစ်ထက်မှာဖြစ်တဲ့အတွက်ဒီအပေါင်းလေးကိုနှိပ်ပါဒါဆိုရင်ဒါကုန်ကျစရိတ်ရဲ့အကြောင်းပြချက်တွေကိုဒီမှာရေးပေးမှာရေးရပါမယ်ပေါ့နော်ဥပမာအိမ်တုံးစရိတ်ဆိုရင်အိမ်တုံးစရိတ်လို့ရေးလိုက်မယ်ဒါဆိုရင်ဒါကုန်ကျတဲ့ amount ပေါ့နော်ကျွန်တော်9000လို့ရေးလိုက်မယ်ဟုတ်ပါပြီဒါဆိုရင်အိမ်တုံးစရိတ်ထည့်ပြီးသွားပြီပေါ့နော်ဥပမာဝန်ထမ်းတွေရဲ့ကုန်ကျစရိတ်ထည့်ခြင်းလည်းရပါတယ်ဒီအပေါင်းလေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီဝန်ထမ်းတွေကိုထည့်ထားလို့ရတယ်ပေါ့နော်သူတို့ရဲ့လစာနဲ့လစာပမာဏတွေကိုဒီ software ထဲမှာဒီအပြင်မှာထည့်ထားလို့ရတယ်ဒါအပြင်ထည့်ထားရဲ့ဝန်ထမ်းများဆိုတဲ့နေရာမှာထည့်လို့ရတယ်ပေါ့နော်အဲ့နေရာမှာထည့်ပြီးသွားပြီဆိုရင်ကျွန်တော်ကဒီကောင်လေးကိုနှိပ်လိုက်ပေါ့နော်နှိပ်တာနဲ့ကျွန်တော်ကဒီမှာဝန်ထမ်းလစာပေါ့နော်ဒီဝန်ထမ်းလစာမှာဒါဝန်ထမ်းဘယ်နှစ်ယောက်အတွက်ဒါပြီးတော့လစာဘယ်လောက်ဆိုပြီးဒီမှာပြပေးတယ်ပြီးတော့ကျွန်တော်ဒီ add cost ဆိုတာလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ဝန်ထမ်းစိတ်လည်းဒီအထွေထွေကုန်ကျစရိတ်ထဲမှာထည့်ပြီးသွားပြီပေါ့နော်ဟုတ်ပါပြီဒါဆိုရင်ဒါရရန်ရှိတယ်ပေးရန်ရှိတဲ့စင်းတွေကိုဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်ကဒီမှာ ARAP ပေါ့နော်ဒီရရန်ရှိတဲ့ငွေနဲ့ပေးရန်ရှိတဲ့ငွေများကိုစီမံမှာဆိုတာဟောလေးကိုနှိပ်လိုက်မယ်โอเคနှိပ်ပြီးတော့လည်းကျွန်တော်ဒီမှာစင်းပြပြနော်ရရန်ရှိတဲ့ငွေဒါပေးရန်ရှိတဲ့ငွေအထွေထွေကုန်ကျစရိတ်တွေကိုဒီမှာပြပေးတယ်ဟုတ်ပါပြီစင်းတွေကိုဘယ်လိုစီမံရမလဲဆိုရင်ဒီစီမံပြီပေါ့နော်ဒီကောင်လေးတွေကိုနှိပ်ပြီးတော့စင်းတွေကိုစီမံလို့ရတယ်ပေါ့နော်ဒါဆိုကျွန်တော်ရရန်ရှိတော့စင်းတွေကိုနှိပ်လိုက်မယ်โอเคဒါဆိုရင်ရရန်ရှိတော့စင်းဒါဆိုရင်အောင်ကိုကျွန်တော်အကျွေးရောင်းလိုက်တာပေါ့နော်အကျွေးရောင်းလိုက်တဲ့အတွက်သူကလာပေးပြီပေါ့နော်ဒါအခြေလာပေးပြီဆိုရင်သူ့ကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာပေါ့နော်ငွေသားဖြင့်လုံဆောင်ပြီဒါသူကငွေသားနဲ့ပေးရလားဘဏ်နဲ့ပေးရလားအဲ့ဒါဘဏ်အကောင့်နဲ့ပေးရလားဆိုရင်ရွေးလိုက်ပေါ့နော်ရွေးပြီးငွေသားနဲ့ပေးရဆိုရင်ကျွန်တော်ငွေသားဖြင့်လုံဆောင်ပြီးနှိပ်လိုက်မယ်โอเคဒါဆိုရင်သူ့အတွက်စင်းရရှင်းသွားပြီပေါ့နော်ထို့အတူပဲဒီပေးရန်ရှိတော့စင်းများဆိုရင်လည်းဒါဆိုရင်ဒီကုံတွင်းနဲ့ဒါမားချန်နေပေါ့နော်ကုံတွင်းနဲ့မားချန်တွေကိုနှိပ်လိုက်မယ်ဆိုရင်ငွေသားနဲ့ပေးမှဆိုရင်ငွေသားနဲ့ပေးပြီးနှိပ်မယ်โอเคဒါအကောင့်နဲ့ပေးမှဆိုလည်းအကောင့်နဲ့ပေးပြီးကိုနှိပ်လိုက်မယ်ဟုတ်ပါပြီဒါဆိုရင်အကောင့်နဲ့ပေးလိုက်မယ်โอเคထွေထွေကုန်ကျစရိတ်လည်းအရင်တိုင်းပဲပေါ့နော်โอเคဒါဆိုရင်ဘာနဲ့ပေးမှလဲကိုပေးချင်တာနဲ့ပေးလို့ရတယ်ငွေသားနဲ့လားဘဏ်အကောင့်နဲ့လားဟုတ်ပြီဒါဆိုရင်အားလုံးပေးချင်ပြီဆိုရင်ဒီအားလုံးကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဟုတ်ပါပြီဒါဆိုရင်ငွေသားနဲ့ပေးမှာပဲငွေသားဖြင့်နှိပ်လိုက်ပြီဒါဆိုရင်စီးရင်ရှင်းသွားပြီပေါ့နော်ဒါဆိုရင်ဒါအမြတ်တွေဒီကုန်ကျစရိတ်အသေးစိတ်တွေအမြတ်အရှုံးကိုဘယ်လိုကြည့်ရမလဲဆိုရင်ကျွန်တော်ဒီရောင်းအား dashboard ကိုနှိပ်လိုက်ပါတော့โอเคဒါဆိုရင်အနှစ်ချုပ်ပေါ့နော်အနှစ်ချုပ်ကတော့ဒီရင်းနှီးမြှုပ်နှံမှုကတော့ဒီကိုဝယ်ထည့်ထားတဲ့ကုန်ပစ္စည်းတွေရဲ့ဝယ်ရင်းစည်းရဲ့တန်ဖိုးကိုဒီမှာပြပေးနော်ရင်းနှီးမြှုပ်နှံမှုပြီးရင်သူ့ရဲ့ရောင်းလိုက်တဲ့အမြတ်ပေါ့နော်ရောင်းအားအမြတ်ဒီပြပေးတယ်ပြီးတော့ရင်ဒါကုန်ကျစရိတ်အကုန်လုံးပေါ့နော်ဒါဆိုရင်ဒီ ROI ကိုလည်းရာခိုင်နှုန်းနဲ့ပြပေးပေါ့နော်ပြီးဒီအောက်မှာရှိတဲ့အမြတ်တွေကိုလည်းပြပေးတယ်ဒါဆိုရင်လစဉ်နှိပ်ကြည့်လိုက်မယ်လစဉ်ဆိုရင်လည်းလအလိုက်ပေါ့နော်ရောင်းအားအကောင်းဆုံးလကိုရောင်းအားအကောင်းဆုံးလကိုလည်းဒီမှာပြပေးပေါ့နော်ဒါရောင်းအားအကောင်းဆုံးလပြီးတော့ရောင်းအားအတက်ကြကိုလည်းဒီမှာကြည့်လို့ရတယ်လအလိုက်ပေါ့နော်ဒါကျွန်တော်က2လစာပဲရှိတဲ့အတွက်ဒီမှာ2လစာပဲပြပေးထားတယ်โอเคဟုတ်ပြီဒါဆိုရင်သူ့ရဲ့လအလိုက်အမြတ်တွေကိုကြည့်လို့ရတယ်ဒါဆိုရင်နှိပ်ကြည့်လိုက်လို့ရတယ်ပေါ့နော်ဒီမှာဒီလအလိုက်တွေနှိပ်ကြည့်လို့ရတယ်โอเคနှိပ်ကြည့်လိုက်ပြီဒါဆိုရင်လအလိုက်ရောင်းပမာဏတွေပြီးတော့ရောင်းအားအမြတ်တွေ
ကုန်ကြစရိတ်တွေပြီးတော့ဒီကုန်ရောင်းရအမြတ်ထဲမှာကုန်ကြစရိတ်တွေနှုတ်ပြီးအမြတ်ပေါ့နော်ဒါလုံးဝကိုရမယ့်အမြတ်တွေပြပြီးတယ်ဟုတ်ပါပြီဒါကတော့လအလိုက်ပါဒါဆိုရင်နေ့စဉ်လည်းကြည့်လို့ရပါတယ်နေ့စဉ်အလိုက်လည်းနှိပ်ကြည့်လိုက်လို့ရတယ်ဒါဆိုရင်ဒီနေ့အတွက်ရောင်းရအမြတ်တွေဒါကုန်ကြစရိတ်တွေအမြတ်စွန်းတွေပြပြီးတယ်โอเคဒါကိုကတော့ဒီနေ့အတွက်ပေါ့နော်ဒါအရင်နေ့စာကြည့်ချင်လည်းရတယ်ဒါဆိုရင်ဒီရွေးပြီးတော့ကြည့်လို့ရတယ်ဟုတ်ပါပြီဒီခွက်ချမ်းစိတ်ပြခြင်းကတော့ဒါဒီငွေလဲငွေထုတ်အမြတ်တွေရဲ့ဒီဈေးရောင်းတဲ့အမြတ်တွေကိုပြပေးတာပေါ့နော်ဒီမှာဆိုရင်ဒါ9ရက်စာပြပေးတာပါ9ရက်စာပြပေးတာကိုက9ရက်စာမဟုတ်ဘဲနဲ့ပို့ပြီးတော့ကြည့်ကျင်တယ်ဆိုရင်ဒီမှာကလင်ဒါလေးဒီ date လေးကိုရွေးပြီးတော့เนาะဒီ date ရွေးပြီးတော့ကြည့်လို့ရပါတယ်โอเคဒါဆိုရင်ကိုစိတ်ကြိုက်date range ကိုရွေးပြီးကြည့်လို့ရပါတယ်ဟုတ်ပါပြီဒါဆိုရင်ကျွန်တော်ရောင်းခဲ့တဲ့ဒီရေးစာတွေကိုလည်းဒီမှာပြန်ကြည့်လို့ရပြီပေါ့နော်ဘယ်နေ့ကြည့်ရမလဲဆိုရင်ဒီဘောင်ချာများဆိုတာလေးကိုနှိပ်ကြည့်လို့ရပါတယ်ဟုတ်ပါပြီဒါဆိုရင်ဒါကိုရောင်းခဲ့တဲ့ပမာဏတွေပေါ့နော်ဒါကိုရောင်းခဲ့တဲ့ပမာဏတွေကိုဒါစစ်ကြည့်မယ်ဒီဗာလဲရှင်းပြရာတွေရဲ့ဒါမရှင်းရတဲ့ရဲ့ပြည်စာတွေကိုဘယ်လိုကြည့်ရမလဲဆိုရင်ကျွန်တော်ဒီအပေါ်မှာရှိတဲ့ဒီ filter လေးကိုနှိပ်လိုက်မယ်ဟုတ်ပါပြီဒါဆိုရင်ရက်တွေနဲ့လည်းကြည့်လို့ရတယ်ပြီးတော့ရှင်းပြီးတာလားမရှင်းရသေးလားဒါအားလုံးကိုကြည့်ပြီးတော့ဒီ apply ကိုနှိပ်ပြီးတော့ဒါကြည့်လို့ရပါတယ်ခင်ဗျာပြီးတော့ဒီမှာပြေစာနံပါတ်တွေဒါဝေယူသူအမည်တွေကိုနှိပ်ပြီးတော့ရိုက်ရှာပြီးတော့ကြည့်လို့ရပါတယ်ဟုတ်ပါပြီခင်ဗျာကျွန်တော်အကယ်၍ဒီ store တွေကပြတ်သွားတယ်store တွေကနည်းနေတယ်ပြတ်သွားတယ်ဆိုရင်ကျွန်တော်ဒီမှာပေါ့နော်ဒီမှာပြပေးပါတယ်နှိပ်ကြည့်လိုက်မယ်ဒါဆိုရင်ပြတ်သွားတဲ့ store တွေကိုဒီမှာကြည့်လို့ရတယ်ပေါ့နော်ဒါ Coca-Cola ဆိုရင်ဒါလက်ကျန်နည်းနေတာပေါ့နော်လက်ကျန်နည်းနေတဲ့ stock အမည် okay ဒါဆိုရင် out of stock ကဒါဘဲစီပေါ့နော်ဒါလက်ကျန်မရှိတော့ရဲ့ဘဲစီရဲ့ဘဲစီကလက်ကျန်မရှိတော့တဲ့အတွက်ဒီမှာပြပေးတယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအတုံးပြနီကတော့ဒီလောက်ပါပဲနားမလည်တာရှိရင်ကျွန်တော်ကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ဒါထည့်ခြင်းတဲ့ function လေးတွေရှိရင်လည်းအကြံပြုနိုင်ပါတယ်ပေါ့ခင်ဗျာတိုက်ရိုက်ဆက်သွယ်ပြီးအကြံပြုနိုင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ